Hello မင်္ဂလာပါအားလုံးပဲဒီနေ့မှာတော့ဘောလုံးပွဲတွေတဲ့ကိုသမားတွေထူးထူးခြားခြားကောက်ဝယ်မှုတွေကိုမျှဝေပေးလိုက်ပါတယ်တူတူကြည့်လိုက်ကြပါဦး Let's go ဒီကိုသမားနာမည်ကြီးတဲ့ကင်မီကောက်ကင်တွေကဝယ်သွားတာသူစီမကြည့်ရဲတာလက်သီးနဲ့ဖြတ်ထိုးတာလူကဘောလုံးနော်ဆရာကြီးသက်သက်တယ်လို့မရှုံးလို့မရဘူးဆက်20 30တော့ကောက်ဝင်လာကြည့်ကွယ်ကိုဗီတို့ထည့်ရတော့အပိုင်လုံးဘိုးတော့ကိုဝါလုံးနဲ့ကိုသမားကွင်းလေရောက်လာခွာယူရှူခွာယူရှူ